လုံးပဲမင်္ဂလာပါ Microsoft Word ထဲမှာအခုလိုမျိုး Smart Cut ပုံလေးတွေပေါ့နော်ဆွဲကျင်တယ်ဆိုလို့ရှိရင်အရင်ဆုံးနံပါတ်1က File ထဲကိုသွားပြီးတော့မှစာရွက်အသစ်ယူပါမယ်သုံးရမယ့်တက်က Insert tab Illustration တွေက Smart Art Button ကိုနှိပ်ပါမယ်အဲ့တော့ဆွဲလို့ရတဲ့ပုံတွေအများကြီးရှိတဲ့တဲကမှ Organization ပုံစံကိုဆွဲကျင်တာဖြစ်တဲ့အတွက်ကြောင့် Velvet Pen က Hero Key ကိုရွေးမယ်အဲ့တော့ဆွဲလို့ရတဲ့ပုံတွေအများကြီးပဲရှိပါတယ်ကိုလိုချင်တဲ့ပုံတစ်ခုပေါ်မှာထောက်ပြီးတော့ OK နဲ့ drop ပေးပါဒါဆိုလို့ရှိရင်တော့သူက Smart Cut ပုံတွေရလာတယ်ပေါ့နော်ရလာပြီဆိုလို့ရှိရင်ဒီအပေါ်ထိပ်မှာကြတော့ကိုယ့်ရဲ့ organization အကြီးဆုံးကိုရှင်းမယ်ပေါ့နော်ဒါလေးတွေကတော့ sub လေးတွေရေးပါမယ်အဲ့ဒီမှာဒီ sub လေးတွေမှာနောက်ထပ် shape လေးတွေထပ်ပြီးတော့တိုးချင်တာပေါ့နော်အဲ့တော့ကိုတိုးချင်တဲ့နေရာမှာ click နေမယ်ဒီအပေါ်ဘက်မှာ Smart Cut ကိုခေါ်လိုက်တဲ့အတွက်ကြောင့် Smart Cut Design ဆိုပြီးတော့အသစ်ပေါ်လာတယ်ပေါ့နော်ဒါဆိုအဲ့ဒီထဲကမှဒီဘယ်ဘက်ထိပ်မှာရှိတဲ့ eye shape ဆိုတဲ့ button လေးကိုအသုံးပြုပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အကယ်၍ကိုကဒီဘယ်ဘက်မှာလိုရဲဆိုရင်ဘယ်ဘက်မှာတစ်ချက်နေပြီးတော့ကိုလိုချင်တဲ့နေရာပေါ့နော်ကိုလိုချင်တဲ့နေရာမှာတစ်ချက်နေပြီးတော့ eye shape ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပိုွားရဲဆိုရင်လည်းတစ်ချက်နေပြီးတော့ keyboard က delete နိုင်မယ်ပေါ့နော်ဒါလေးကတော့ Smart Cut ကိုပုံဖော်လိုက်တာဖြစ်